ပဲကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေလို့ဆုတောင်းမြတ်တာပို့သပါတယ်ကျွန်တော်တို့ဒီနေ့အဓိကထားဆွေးနွေးသွားမယ့်အကြောင်းအရာကတော့စားသောက်ကုန်ထုတ်လုပ်ငန်းတွေဟိုတယ်နဲ့စားသောက်ဆိုင်လုပ်ငန်းတိုင်းမှာရည်ရှိတည်တံ့မှုနဲ့အောင်မြင်မှုအတွက်အရေးကြီးဆုံးအခြေခံအုတ်မြစ်ဖြစ်တဲ့အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးစီမံခန့်ခွဲမှုနဲ့ HACCP စနစ် Food Safety Risk Management and HACCP System အကြောင်းပဲဖြစ်ပါတယ်အစားအစာဆိုတာလူသားတွေရဲ့အသက်ရှင်သန်ရေးကြီးထွားရေးနဲ့ကျန်းမာရေးအတွက်မရှိမဖြစ်တဲ့အဓိကအရင်းမြစ်တစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့လုပ်ငန်းခွင်ထဲမှာဒီအစားအစာတွေကိုစနစ်တကျကင်တွယ်ခြင်းချက်ပြုတ်ခြင်းသိမ်းဆည်းခြင်းမရှိဘူးဆိုရင်တော့အဲ့ဒီအစားအစာတွေဟာစားသုံးသူတွေရဲ့အသက်အန္တရာယ်ကိုပါချိန်ချောက်နိုင်တဲ့ယောဂဗျာတွေကူးစက်စေနိုင်တဲ့အရာတစ်ခုအဖြစ်ချက်ချင်းပြောင်းလဲသွားနိုင်ပါတယ်။မြန်မာနိုင်ငံရဲ့စားတောက်ကုန်ဥပဒေတွေ FDA ရဲ့လမ်းညွှန်ချက်တွေနဲ့နိုင်ငံတကာစံချိန်စံညွှန်းတွေအရအစားအစာဘေးကင်းလုံခြုံရေးဆိုတာရွေးချယ်စရာတစ်ခုမဟုတ်တော့ပဲမဖြစ်မနေလိုက်နာရမယ်တာဝန်တစ်ရပ်ဖြစ်လာပါပြီ။ဒါကြောင့်မို့လို့ကျွန်တော်တို့အစားအစာကိုဘလို့ဘေးကင်းလုံခြုံအောင်သိပ္ပံနည်းကျစီမံခန့်ခွဲမလဲ HACCP လို့ခေါ်တဲ့နိုင်ငံတကာအဆင့်မီအန္တရာယ်ခွဲခြမ်းစိတ်ဖြာမှုနဲ့အရေးကြီးသောထိန်းချုပ်မှတ်များစနစ်ကိုမိမိတို့ရဲ့နေ့စဉ်လုပ်ငန်းခွင်မှာဘလို့ထိထိရောက်ရောက်အသုံးချမလဲဆိုတာကိုဒီနေ့အသေးစိတ်ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့ဘေးအန္တရာယ်ကင်းရှင်းရေးစီမံခန့်ခွဲမှုဆိုတာတကယ်တမ်းဘာလဲဆိုတာကိုရှင်းလင်းတင်ပြခြင်းပါတယ်အလွယ်ဆုံးမှတ်သားရမယ်ဆိုရင်ဒါဟာအစားအစာထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်လျှောက်လုံးမှာဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့အချက်တွေကိုမျက်စိတောက်ထောက်ကြည့်ရှုပြီးကြိုတင်သိရှိအောင်လုပ်တာပါအဲ့လိုသိရှိပြီးတာနဲ့အစားအစာကြောင့်ဖြစ်တဲ့ဖျားနာမှုတွေအဆိပ်သင့်မှုတွေကိုအစကတည်းကကြိုတင်ကာကွယ်တဲ့စနစ်တစ်ခုဖြစ်ပါတယ်ဒီစနစ်မှာအဓိကအဖြစ်အချက်၃ချက်ပါဝင်ပါတယ်ပထမတစ်ခုကပြဿနာမဖြစ်ခင်ကြိုတင်တားဆီးကာကွယ်ခြင်း preventive ဒုတိယတစ်ခုကစားသုံးသူတွေမှာဖြစ်ပေါ်တတ်တဲ့အစားအစာကြောင့်ဖြစ်သောဖျားနာမှုများ foodborne illness ရဲ့သဘောတဘာဝကိုနားလည်ခြင်းနဲ့တတိယတစ်ခုကတော့ဘယ်နေရာမှာအန္တရာယ်အများဆုံးဖြစ်နိုင်သလဲဆိုတဲ့အန္တရာယ်ဖြစ်နိုင်ခြေ risk ကိုတိတိကျကျတွက်ချက်ခြင်းလို့ဖြစ်ပါတယ်အရေးကြီးဆုံးမှတ်သားထားရမယ့်အချက်ကတော့ဒီစနစ်ဟာအရင်ခေတ်ကလိုအစားအစာကြောင့်လူတွေဖျားနာပြီးမှဆေးရုံရောက်ပြီးမှဘယ်သူကြောင့်ဖြစ်တာလဲဆိုပြီးစုံစမ်းစစ်ဆေးတဲ့စနစ်မဟုတ်ပါဘူးမဖြစ်ခင်ကတည်းကအန္တရာယ်ကိုအမြင့်ကနေထိန်းချုပ်တဲ့စနစ်ဖြစ်ပါတယ်ကြိုတင်ကာကွယ်ခြင်းဟာပြဿနာဖြစ်မှဖြေရှင်းတာထက်ပိုပြီးဘေးကင်းလုံခြုံပါတယ်ဒါအပြင်လုပ်ငန်းတွေအတွက်လည်းရော်ကြေးပေးရတာတွေပစ္စည်းတွေလွှင့်ပြရတာတွေမရှိတဲ့အတွက်ကုန်ကျစရိတ်ပုံမှုတက်တာစေပါတယ်ဥပမာအဖြစ်ပြောရရင်အလုံးမစခင်ဝန်ထမ်းတွေလက်ကိုဆက်ပြတဲ့စနစ်တကျဆေးကြောခြင်းအသားငါးတွေကိုတတ်မှတ်ထားတဲ့အပူချိန်မှတ်ကန်အောင်ချက်ပြုတ်ခြင်းစတဲ့ရိုးရှင်းပေမဲ့အလွန်အရေးကြီးတဲ့အလေးကျင့်လေးတွေဟာကြီးမားတဲ့ဘေးအန္တရာယ်တွေကိုထိထိရောက်ရောက်ကြိုတင်ကာကွယ်နိုင်ပါတယ်ဒီစလိုက်မှာတော့လုပ်ငန်းခွင်မှာအသုံးချလေးရှိတဲ့နည်းလမ်းနှမျိုးရဲ့နှိုင်းယှဉ်ချက်ကိုရှင်းလင်းစွာမြင်တွေ့ရမှာဖြစ်ပါတယ်ဘယ်ဘက်မှာပြထားတာကတော့ခေတ်မမီတော့တဲ့ရိုးရာနည်းလမ်း traditional approach ဖြစ်ပြီးညာဘက်မှာပြထားတာကတော့ကျွန်တော်တို့အခုမဖြစ်မနေကျင့်သုံးရမယ့်ခေတ်မီစီမံခန့်ခွဲမှုနည်းလမ်း risk management ဖြစ်ပါတယ်ရိုးရာနည်းလမ်းရဲ့လုပ်ငန်းစဉ်တွေကိုကြည့်မယ်ဆိုရင်အရင်ဆုံးလူဖျားတယ်သားသုံးသူတွေပိုက်နာ one shot ဖြစ်ကြတယ်သတင်းတွေထွက်လာတယ်အဲ့ဒီတော့မှဘာကြောင့်ဖြစ်ကြလဲဘာဟင်းကြောင့်လဲဆိုပြီးတော့လော်တကြီးစုံစမ်းကြပါတယ်နောက်ဆုံးမှပစ္စည်းတွေကိုလွှတ်ပစ်တာစိုင်ပိတ်တာစတဲ့အရေးယူမှုတွေလုပ်ကြတယ်ဒီနည်းလမ်းဟာစားသုံးသူတွေရဲ့အသက်အန္တရာယ်ကိုဆုံးရှုံးစေနိုင်တယ်လို့လုပ်ငန်းရဲ့နှစ်ပေါင်းများစွာတည်ဆောက်ထားတဲ့ဂုဏ်သတင်း brand reputation ကိုလည်းနေချင်းညချင်းပျက်စီးစေပါတယ်တခါတလေလုပ်ငန်းပိတ်သိမ်းရတဲ့အထိဆိုရနိုင်ပါတယ်ဒါပေမဲ့ညာဘက်ကစီမံခန့်ခွဲမှုနည်းလမ်း risk management မှာတော့အခြေအနေကကွာခြားပါတယ်လူတွေမစားခင်လုပ်ငန်းတွေစကြတဲ့ကဘယ်နေရာမှာပိုးမွှားတွေဝင်နိုင်တယ်လဲဘယ်နေရာမှာဓာတုဆေးတွေပါသွားနိုင်တယ်လဲဆိုတဲ့ဘေးအန္တရာယ်ကိုကြိုတင်တွေးရှိအောင်စနစ်တကျရှာဖွေပါတယ်တွေးပြီးဆိုတာနဲ့အဲ့ဒီအန္တရာယ်တွေကိုအဆင့်လိုက်ထိန်းချုပ် control လုပ်ပါတယ်အကျိုးဆက်အနေနဲ့လူတွေစီကိုယောဂပါတဲ့အစားအစာတွေမရောက်တော့ပဲဖျားနာမှုမဖြစ်အောင်ကာကွယ်ပြီးသားဖြစ်သွားပါတယ်ဒါဟာ
မြန်မာခေတ်အစားအသောက်လုပ်ငန်းတိုင်းအသက်တမျှရေးထားပြီးတော့လိုက်နာကျင့်သုံးရမယ့်အခြေခံသဘောတရားပဲဖြစ်ပါတယ်။နောက်တစ်ပတ်မှာတော့အစားအစာထုတ်လုပ်မှုနဲ့ဝန်ဆောင်မှုမှာထုတ်လုပ်မှုအဆင့်အလိုက်ထိန်းချုပ်ရမယ့် control point များအကြောင်းကိုဆွေးနွေးမှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။